တခါတုန်းကလေလုပ်ငန်းတွေကိုလုတ်ကင်တဲ့လေသမားကြီးတယောက်မှာကျွဲကြီးတစ်ကောင်ရှိတဲ့အဲ့ဒီကျွဲကြီးဟာငယ်ရွယ်စဉ်အခါကလေသမားကြီးရဲ့လေလုပ်ငန်းကိုစွန်းစွန်းတမန်လုတ်ကင်ပေးပေမဲ့အသက်ရွယ်ကြီးရင်းလာတဲ့အခါမှာအလုပ်ကိုအင်းနဲ့အားနဲ့မလုပ်နိုင်တော့ဘူးတဲ့ဒါကြောင့်လေသမားကြီးဟာကျွဲကြီးကိုတာတက်သမားတွေစီရောင်းဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီသတင်းကိုကြားတဲ့အခါမှာတော့တနာစရာကောင်းတဲ့ကျွဲကြီးဟာညှိုးငယ်စွာနဲ့တောထဲကိုထွက်လာခဲ့ပါတယ်တောထဲကိုရောက်တော့ပညာရှိယုံတစ်ကောင်နဲ့တွေ့တဲ့ယုံကကျွဲကြီးရဲ့စိတ်ပြက်နေတဲ့အမူအရာကိုမြင်တဲ့အခါမှာမိတ်ဆွေကျွဲကြီးဘာဖြစ်လို့ညှိုးငယ်စွာနဲ့ခြေဦးတရာလျှောက်သွားနေတာလဲလို့မေးမြန်းလိုက်တဲ့ကျွဲကြီးကယုံပညာရှိစကားကိုကြားတော့အိုယုံပညာရှိကျွန်ုပ်ဟာသခင်ရဲ့အကျိုးစီးပွားကိုနှစ်ပေါင်းများစွာခွန်အားစိုက်ထုတ်ပြီးထမ်းဆောင်ခဲ့ပါတယ်။အခုအိုမင်းမဆွမ်းတဲ့အချိန်မှာသခင်ကကျွန်ုပ်အားတသက်သမားများစီကိုရောင်းစားဖို့ကြံစီနေပါတယ်။ဒါကြောင့်ကျွန်ုပ်ဟာမကြခင်မှာပဲတေးရတော့မှကြောင့်စိတ်ညစ်ထဲထွက်လာရတာပြန်ပြောလိုက်တဲ့။အဲ့ဒီအခါယုံပညာရှိကမိတ်ဆွေကျွဲကြီးဒီအတွက်လုံးဝစိတ်မပူပါနဲ့။တင့်တွင်ခွန်အားများစွာကြံရှိကြောင်းတင့်သခင်သိအောင်ကျွန်ုပ်ကူညီပါမယ်။တင်ဟာကျွန်ုပ်ပြောတဲ့အတိုင်းခဏတေးချင်းအောင်ဆောင်နေပါလို့ဆိုပြီးသူ့ရဲ့အကြံစီကိုပြောပြလိုက်ပါတယ်။ကျွဲကြီးလည်းယုံပညာရှိပြောတဲ့အကြံစီကိုကြားတဲ့အခါမှာတော့အလွန်သဘောကျသွားပြီးမြေပြင်ပေါ်မှာလှဲကတေးချင်းအောင်ဆောင်နေလိုက်ပါတယ်။အဲ့ဒီအခါမှာယုံပညာရှိကတောထဲမှာတရဝငယ်တွေကိုအနိုင်ကျင့်တက်ဖြတ်စားတောက်နေတဲ့ကြားစီသွားပြီးအရှင်ကြားမင်းတောရဲ့အလယ်မှာကျွဲတစ်ကောင်ကိုတွေ့ခဲ့ရပါတယ်။ကျွဲသားဟာအရှင်ကြားမင်းတို့အတွက်အလွန်ရှားပါပြီးကောင်းမွန်တဲ့အသားဖြစ်မှန်းသိရသဖြင့်လာရောက်သတင်းပို့ရခြင်းဖြစ်ပါတယ်။ကျွဲရှိတဲ့နေရာကိုကျွန်ုပ်လိုက်လံပြသပါမယ်ကျွန်ုပ်နောက်လိုက်ခဲ့ပါလို့ပြောဆိုပြီးခေါ်လာခဲ့တဲ့အစာငန်းနဲ့ကြားလဲယုံပညာရှိရဲ့စကားကိုယုံကြည်ပြီးဝမ်းမြောက်ဝမ်းသာနဲ့လိုက်လာခဲ့ပါတယ်။ဒီလိုနဲ့တေးချင်းရောင်ဆောင်နေတဲ့ကျွဲကြီးစီကိုရောက်တဲ့အခါကျတော့ယုံပညာရှိကအရှင်ကြားမင်းဒီနေရာမှာကျွဲသားကိုစားရန်မတင်ပါ။ချင်းတိတ်များရောက်လာရင်အရှင်ကြားမင်းအခက်ကြုံရပါလိမ့်မယ်။ဒါကြောင့်အရှင်ကြားမင်းရဲ့နေရာကိုယူဆောင်ပြီးမှအေးဆေးဆေးစားသုံးတင်ပါတယ်လို့အကြံပေးလိုက်ပါတယ်။အဲ့ဒီအခါကြားမင်းကယုံရဲ့အကြံဟာအလွန်ပဲတင့်မြတ်ကောင်းမွန်ပါတယ်။အနေရလဲကင်းပါတယ်။ဒါပေမဲ့ကျွဲတွေကိုငါနေတဲ့စီဘလို့ယူဆောင်ရမလဲလို့ပြန်မေးတဲ့ယုံကအရှင်ကြားမင်းအဲ့ဒီအတွက်မပူပါနဲ့ကျွန်ုပ်အကြံပေးရရင်အရှင်ကြားမင်းအမီးနဲ့ကျွဲအမီးကိုချီနှောင်ပြီးနေထိုင်ရာရက်ကိုအလွယ်တကူရွတ်တိုက်ဆွဲယူသွားနိုင်ပါတယ်ဆိုပြီးပြောလိုက်တယ်။ဒါကြောင့်ကြားမင်းဟာယုံပညာရှိအကြံပေးချက်အတိုင်းအမီးချင်းချီနှောင်လို့ရအောင်မြေပြင်ပေါ်ကိုလဲချပေးလိုက်တဲ့။ယုံကကျွဲကြီးနဲ့ကြားရဲ့အမီးကိုချီနှောင်လို့ပေးပြီးချိန်မှာတေးချင်းအောင်ဆောင်နေတဲ့ကျွဲကြီးရဲ့တင်ပါကိုခက်ဆက်ဆက်ကလေးရိုက်လိုက်ပါတယ်။ဒါကြောင့်ကျွဲအိုကြီးဟာရုတ်တရက်နေရာကနေထကာကြားစင်းလဲကိုတရွတ်တိုက်ဆွဲပြီးအိမ်ဘက်စီကိုပြန်ပြေးတဲ့အစာမတ်တဲ့ကြားကြီးဟာရုတ်တရက်ဖြစ်ပေါ်လာတဲ့ဖြစ်ပျက်ကြောင့်ဘာမှမတတ်နိုင်တော့ဘဲတရွတ်တိုက်ပါသွားတယ်။ဒီလိုနဲ့အချိန်တော်ကြာတော့ကျွဲကြီးဟာအိမ်ကိုရောက်ရှိလာခဲ့ပါတယ်။အဲ့ဒီအခါလေသမားကြီးဟာကြားတရွတ်တိုက်ဆွဲလာတဲ့ကျွဲအိုကြီးကိုကြည့်ပြီးအံ့ဩနေတဲ့ကြားကြီးကလည်းတရွတ်တိုက်ဆွဲလာတဲ့တန်းကြောင့်တေလူမျောပါဖြစ်နေတယ်။ဒါကြောင့်လေသမားကြီးဟာသူ့မှာရှိတဲ့လှန်နဲ့ကြားကိုအချက်ပေါင်းများစွာတတ်လိုက်ပါတယ်။အဲ့ဒီအချိန်ကစပြီးလေသမားကြီးဟာကျွဲကြီးကိုတားသက်သမားတို့စီမယောင်းတော့ပဲကောင်းမွန်စွာကျွေးမွေးစောင့်ရှောက်ထားတဲ့ကွယ်